မင်္ဂလာပါခင်ဗျာ Myth Horizon ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ North Standard ထဲမှာပါဝင်တဲ့အစွမ်းအထက်ဆုံးအထင်ရှားဆုံးနဲ့အရေးကြီးဆုံးလက်နက်10မျိုးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာပုံမှန်ဆိုရင်ကျွန်တော်တို့ဒန်နာရီတွေအကြောင်းကိုပြောတဲ့အခါမှာနတ်ဖျားတွေတိုက်ပွဲတွေနောက်ွယ်ကအကြောင်းအရာတွေကိုပဲအာယုံစိုက်မိတတ်ကြပါတယ်ဒါပေမဲ့ North Standard ထဲမှာတော့လက်နက်တွေဆိုတာရန်သူကိုတိုက်ခိုက်ဖို့တသက်ဖန်တီးထားတဲ့အရာတွေမဟုတ်ပါဘူးဗျသူတို့မှာကိုယ်ပိုင်သမိုင်းကြောင်းတွေကိုယ်ပိုင်ကံကြမ္မာတွေရှိပြီးတော့ဒန်နာရီရဲ့အဆုံးသက်ဖြစ်တဲ့ Ragnarok မှာတော့အရေးပါတဲ့နေရာကနေပြီးတော့ပါဝင်ခဲ့တဲ့အရာတွေပါဒီလက်နက်တွေကသူတို့ကင်ဆွဲတဲ့နတ်ဖျားတွေရဲ့ဂုံတိတ်ခါနဲ့စွမ်းအားကိုကိုစားပြုပြီးတော့ပုံဖော်ပေးခဲ့သလိုတချို့လက်နက်တွေဆိုရင်နတ်ဖျားတွေကိုယ်တိုင်တော့မလွန်ဆန်နိုင်တဲ့ကံကြမ္မာကိုတည်ဆောင်လာတတ်ပါတယ်။ Okay အရှိဗီဒီယိုတွေမှာ North ဒန်နာရီတွေကအရေးကြီးတဲ့နတ်ဖျားတွေအကြောင်းကိုပြောပြပေးပါပြီ။ North ဒန်နာရီရဲ့အဆုံးသက် Ragnarok ကလည်းမကြခင်လာတော့မှာဆိုတော့ဒါမတိုင်ခင်နိုင်ရန်ကိုတောင်တုံလှုပ်စေခဲ့တဲ့ North ဒန်နာရီရဲ့အစွမ်းထက်ဆုံးလက်နက်10မျိုးတွေကအဆင့်10နေရာမှာရှိတဲ့လက်နက်ကနေပြီးတော့စလိုက်ကြတာပေါ့ဗျာ။နံပါတ်10 Skithletnir အိမ်မက်သင်္ဘောပထမဆုံးအဆင့်10နေရာမှာရှိနေတာကဓာတ်တလက်လှန်တချောင်းလိုတိုက်ခိုက်လက်နက်မျိုးမဟုတ်ပါဘူး။ဒါပေမဲ့ North ဒန်နာရီတွေကသူ့ရဲ့အရေးပါမှုနဲ့မော်စွမ်းရင်ကတော့လစ်လျူရှုထားလို့မရတဲ့အရာလို့ပဲပြောရမယ်ဗျ။ဒါကတော့နတ်ဖျားတွေရဲ့တိုက်ပွဲတွေမှာအရေးကြီးဆုံးဗျူဟာမြောက်လက်နက်တစ်ခုဖြစ်ပြီးတော့လူတွေနဲ့ရင်းနှီးတဲ့ God of War လို့ game မျိုးမှာပါနေရာတနေရာကပါဝင်ခဲ့တဲ့ Skithletnir ဆိုတဲ့သင်္ဘောကြီးပါဒီသင်္ဘောကိုကြားဘူးရင်တော့သင်္ဘောပိုင်ရှင်ကတော့လူတွေနဲ့တိတ်ဆိတ်မယ်မထင်ပါဘူးခင်ဗျဒီသင်္ဘောကိုပိုင်ဆိုင်သူကနွေရာသီနဲ့ကြွယ်ဝမှုရဲ့နတ်ဖျားFreya ဖြစ်ပါတယ်။ Freya ဆိုတာကတောနဲ့ဆိုဦးလေးတော်တယ်လို့ပြောရမယ်ဗျ။အခုလိုရှင်းပြရတာကတချို့တောရဲ့အမေအလှပနဲ့စစ်ပွဲနတ်ဖျား Freya နဲ့မှားမှာစိုးလို့ပါ။သူတို့နှစ်ယောက်ကမောင်နှမဖြစ်တဲ့အပြင်နာမည်ကလည်းမတိမ်မရေးမဟုတ်လား။ကဲဒါဆိုရင်လက်နက်ပိုင်ရှင်အကြောင်းကိုအကြမ်းမြင်သိပြီးပြီဆိုတော့ဒီလက်နက်လို့သတ်မှတ်နိုင်တဲ့သင်္ဘောကြီးကဘလို့ဖြစ်လာတာလဲကိုစက်ကြည့်ကြတာပေါ့ဗျာ။ဒီသင်္ဘောရဲ့မွေးဖွားလာပုံကလည်း North ဒန်နာရဲ့အမွေစိမ်း Loki ရဲ့နောက်ပြောင်မှုတစ်ခုကနေစတင်ခဲ့တာပဲပြောရမယ်ဗျ။အစကိုပြန်သွားရရင်တော့တခါက Loki ကတောရဲ့ဇနီးတဲ့စစ်ရဲ့ရွှေရောင်စပင်တွေကိုစနောက်ပြီးကတုံးပြောင်ဖျက်ပစ်ခဲ့ပါတယ်။တော့ဒေါသထွက်တော့ Loki ကလည်းသူ့အမကိုပြင်ဆင်ဖို့ Dwarf တွေစီသွားပြီးတော့အဖိုးတန်ရတနာတွေဖန်တီးပေးဖို့တောင်းဆိုခဲ့ရတာပေါ့ဗျာ။အဲဒီမှာ Dwarf တွေထဲမှာအတော်ဆုံးလို့သတ်မှတ်ခံရတဲ့ Iveri ရဲ့သားတွေက Sif အတွက်ရွှေစပင်တွေ Odin ရဲ့နာမည်ကျော်လက်နက် Gandia လှန်တဲ့အတူ Freya အတွက်ဒီအိမ်မက်သင်္ဘောကိုပါဖန်တီးပေးခဲ့တာပါ။စွမ်းအားတွေကိုပြောရရင်တော့အိမ်မက်သင်္ဘောဆိုတဲ့သင်္ဘောကြီးမှာအိမ်မက်ဆန်တဲ့စွမ်းအားတွေရှိတယ်ပဲပြောရမယ်ဗျ။ဒီခေတ်စကားအရဆိုရင်တော့ Tom Force ပဲဆိုပါတော့ဗျာ။ဥပမာဒီသင်္ဘောရွက်လွင့်ခြင်းပြီးဆိုတာနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်သူ့အတွက်အသင့်တော်ဆုံးလေကအလိုလျောက်တိုက်ခတ်လာတာမျိုးပင်လယ်မုန်တိုင်းကြားထဲမှာဖြစ်ဖြစ်လေငြိမ်နေတဲ့ကုန်းမြေပေါ်မှာပဲဖြစ်ဖြစ်ပိုင်ရှင်ကသူသွားခြင်းတဲ့နေရာကိုစဉ်းစားပြီးတွေးလိုက်တာနဲ့အချိန်မရွေးခီးနေနိုင်တာမျိုးတွေပေါ့ဗျာ။ဒါအပြင်ဒီသင်္ဘောကအရွယ်စားကိုလည်းလိုသလိုကြီးလို့သေးလို့ရသေးတယ်ဗျ။ Freya က Asgard မှာရှိတဲ့နတ်ဖျားတွေအားလုံးသူတို့ရဲ့လက်နက်တွေမြင်းတွေနဲ့အတူတက်စီးလို့ရအောင်ကြီးမားခဲ့ဘူးတဲ့အပြင်အသုံးမလိုတဲ့အခါမှာလည်းသူ့ရဲ့အိတ်ကက်ထဲထည့်ထားလို့ရလောက်တဲ့လက်ကင်ဘွားအရွယ်စားအထိသေးငယ်အောင်လုပ်ပြီးတော့ခောက်သိမ်းထားခဲ့ဘူးပါတယ်။ဒီတော့စိတ်တရက်စာလောက်တင်နိုင်တဲ့သင်္ဘောကြီးကိုအိတ်ထဲထည့်သွားနိုင်တယ်ဆိုတာကိုပဲစဉ်းစားကြည့်ပါ။ဒါမျိုးဟာတိုက်ပွဲလိုနေရာမျိုးမှာတော့ဘလောက်တောင်အသုံးဝင်လိုက်မလဲဗျာ။ဒါကြောင့်ပဲစစ်ပွဲတွေမှာရန်သူကိုအလစ်ငိုက်တိုက်ခိုက်ဖို့အတွက်အကောင်းဆုံးလက်နက်တစ်ခုနဲ့အစွမ်းတက်ဆုံးလက်နက်တွေထဲကတစ်ခုဖြစ်နေတာပါဗျာ။နံပါတ်9 Hofen Bright Force ရဲ့လင်းတယ်အဆင့်9နေရာမှာရှိနေတာကတော့နိုင်ရန်ကိုဆက်သွယ်ထားတဲ့တက်တန်တတား Bright Force ရဲ့အဆောင်ရှောက်Heimdall ရဲ့တရှည် Hofen ပါပဲဗျာ။ဒီဓာတ်ဟာ Heimdall ရဲ့တာဝန်နဲ့ဂုံတိတ်ခါကိုစားပြုတဲ့အရာဆိုလဲမမှားဘူးဗျ။ North ဒန်နာရီကတော့ Hofen ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကလူသားရဲ့ဦးခေါင်းလို့ပြောရမယ်ဗျ။ဒါဟာလူသားတွေရဲ့ကံကြမ္မာနဲ့ဆက်ဆက်နေသလို Ragnarok မှာဒီဓာတ်နဲ့အဆုံးသတ်ပေးရမယ့်ကံကြမ္မာကိုလည်းထင်ဟပ်နေတယ်ဗျ။ကြိုဖော်ပြနေတယ်ပဲဆိုပါတော့ဗျာ။ဒီဓာတ်ကလက်နက်တစ်ခုဖြစ်တဲ့အပြင်လောကတွေကြားကတရားကိုထိန်းချုပ်နိုင်တဲ့တော့တချောင်းလို့လည်းပြောလို့ရတယ်ဗျ။ Heimdall ရဲ့အကြောင်းတော့အရှိမဗီဒီယိုတစ်ပုဒ်နဲ့တီးတန့်ပြောပြပြီးပြီမို့လို့အသေးစိတ်တော့ထပ်ပြီးတော့ပြောပြမနေတော့ပါဘူးဗျာ။စွမ်းအားကိုပြောရရင်တော့ဒီဓာတ်ကအလင်းရောင်ကိုကိုစားပြုတယ်ပဲပြောရမလား။ဒန်နာရီတွေရ Heimdall ရဲ့ဒီဓာတ်ကိုဒိန်တဲကဆွဲထုတ်လိုက်ပြီးဆိုတာနဲ့ဓာတ်သွားကနေနေမင်းရဲ့လင်းရောင်လိုတောက်ပတဲ့အလင်းနှန်းတွေထွက်ပေါ်လာပြီးတော့ကောင်းကင်တစ်ခုလုံးကိုလင်းထိန်သွားစေတယ်လို့ဆိုပါတယ်။ဒါရန်သူတွေကိုထိတ်လန့်စေတဲ့အပြင် Asgard ကနတ်ဖျားတွေကိုအချက်ပြတဲ့မိရှုတိုင်းတစ်ခုနဲ့လည်းတွားတူနေပါတယ်။ဒါအပြင် Asgard ကိုကြီးကျယ်ချင်းချောက်မဲ့အန်ဒီယတစ်ခုနီးကပ်လာပြီးဆိုရင်လေဒီဓာတ်သူ့လိုအလင်းရောင်တွေထုတ်လွှတ်ပြီးတော့
ဟိန်ဒေါကိုသတိပေးတတ်ပါသေးရဲ့ဗျအဒါကိုကြည့်ရရင်တော့ဒီဟိုဖန်ဒါကဟိန်ဒေါလို SK ရဲ့စောင့်ရှောက်ရေးတာဝန်ကိုယူထားသူတယောက်အတွက်အသင့်တော်ဆုံးလို့ပြောရင်တော့လွန်မယ်မထင်ဘူးဗျနံပါတ်၈ drought နေရာအဆုံးမဲ့ကျွဲဝမှုနံပါတ်၈နေရာမှာရှိနေတာကတော့အိုဒင်ရဲ့အာဏာနဲ့ကျွဲဝချမ်းသာမှုကိုကိုစားပြုတဲ့ရွှေလက်စွပ် drought နေရာပါဒီလက်စွပ်ကလည်း ski blood နေရာသင်းမောလိုတိုက်ခိုက်ရေးအတွက်မဟုတ်ပေမဲ့သူ့ရဲ့မော်စွမ်းရည်နဲ့အရေးပါပုံက North Standard တစ်ခုလုံးကိုတက်ရောက်ပြီးတော့ပုံဖော်ပြီးတဲ့အထိပါပဲဒီလက်စွပ်ဖြစ်လာပုံကလည်းမပါမဖြစ်လော်ဂီနဲ့ပတ်သက်နေပြန်ပါတယ်ဗျပြီးတော့ဖန်တီးခဲ့တဲ့လူတွေကလည်းနည်းနည်းရရမဟုတ်ပါဘူး North Standard ရဲ့အတော်ဆုံးလက်မှုပညာရှင်ဖန်တီးသူနှစ်ယောက်ဖြစ်တဲ့ draft မျိုးနယ်ဝင် Braga နဲ့ Sindri တို့ပါပဲ Braga နဲ့ Sindri ဆိုတာကတော့ရဲ့မီယိုနာအပါအဝင်တခြားနာမည်ကြီးလက်နက်တော်တော်များများကိုဖန်တီးခဲ့တဲ့သူတွေပါတခြားလူသိများမဲ့ထင်တာကိုထပ်ပြောရရင်တော့ Golf War Game ထဲမှာပါတဲ့ Credo ရဲ့လက်နက်တွေကိုဖန်တီးပေးခဲ့တဲ့မတဲ့တူနေလူပုညီကိုပြောချင်တာပါပဲဗျာဖြစ်ပုံကတော့ဒီလိုဘဝင်မြင့်ပြီးကိုဂုံယူတဲ့ညီကိုနှစ်ယောက်ကိုလော်ဂီကသူတို့ရဲ့လက်မှုပညာနဲ့ပတ်သက်ပြီးတော့စိန်ခေါ်တဲ့အနေနဲ့လောင်ကြီးထက်ရာကနေ Drofnia လက်စွပ်ရွှေရုံတောဝဲGalanvasti နဲ့မျော်နေရဆိုပြီးတော့ဖြစ်လာခဲ့တာပါ Drofnia ရဲ့အဓိကစွမ်းအားကတော့ပွားများခြင်းပါပဲဗျာဒါကရိုးရှင်းပေမဲ့အလွန်အသုံးဝင်တဲ့အစွမ်းလို့ပြောရင်လည်းမမှားဘူးဗျဒီလက်စွပ်ကကိုညပြည်တိုင်းမှာသူ့လိုပဲအည်သွေးတူအလေးချိန်တူရွှေစင်လက်စွပ်ရှစ်ကွင်းကိုသူ့လိုပွားပြီးတယ်ဗျဒါကြောင့်ပဲဒီလက်စွပ်ကိုပိုင်ဆိုင်ထားတဲ့အိုဒင်ဟာမကုံဆုံးနိုင်တဲ့ရွှေငွေဘန်နာကိုပိုင်ဆိုင်ထားပြီးတော့သူ့ရဲ့တစ္ဆာကန်တွေကိုစုချီးမြှင့်ဖို့ဘယ်တော့မှလက်မတွန့်ခဲ့တာပါကုံပြောရရင်တော့ပွားလာတဲ့လက်စွပ်တွေကိုအည်ဖြော်ပြီးတခြားလက်နက်ပဲဖြစ်ဖြစ်အသုံးဆောင်ပဲဖြစ်ဖြစ်ပြန်သုံးလို့တာရနေတာကြောင့်လည်းပါတာပေါ့ဗျာဒါပေမဲ့ North Standard ထဲမှာဒီလက်စွပ်ရဲ့အဓိကဇလန်းကကျွယ်ဝမှုထက်မေတ္တာတရားကိုပို့ပြီးတော့ဖော်ညွှန်းကျင်တာပါအိုဒင်ကသူ့ရဲ့အချစ်ဆုံးသား Berta North Standard ကိုအစာပြုမဲ့နက်ဖြတ်အားလုံးရဲ့အချစ်တော်တည်ဆုံးသွားချိန်မှာသူ့ရဲ့ဇာပနာမီးပုံပေါ်ကိုအိုဒင်ကဒီဘိုးတန်လက်စွပ်တင်ပေးပြီးတော့အဆုံးမဲ့တဲ့ချစ်ချင်းမေတ္တာနဲ့ဝမ်းနည်းမှုကိုဖော်ပြခဲ့ပါတယ်ဒါဟာ North Standard ရဲ့အထင်ကရ Allfather ရဲ့ရင်ခွဲနာကျင်ခြင်းကိုပြသခဲ့တဲ့အထိမ်းအမှတ်ဖြစ်ကြံရစ်ခဲ့တဲ့ဒဏ္ဍာရီတစ်ခုလည်းဖြစ်ပါတယ်နံပါတ်9 Grand ကန်ကြမာထုစစ်တာအဆင့်ခုနေရာမှာတော့လူသားသူရဲကောင်းတွေရဲ့မျှော်လင့်ချက်ဖြစ်တင်စားရမယ့် Grander ရှေကိုပဲထားရမယ်ဗျဒီဓာတ်ရဲ့သမိုင်းကမျိုးဆက်30အထိရှည်လျားပြီးတော့ North Standard တဲကတတိယမြောက်စွမ်းအားအကြီးဆုံးနဂိုင်းဖင်နီယာကိုတတ်ခဲ့တဲ့ Sigap the Dragon Slayer ကြောင့်အထင်ရှားဆုံးဖြစ်လာခဲ့တာဆိုလည်းမမှားဘူးဗျပြီးတော့ဒီဓာတ်ရဲ့မူလအစက Orin ကိုယ်တိုင်နဲ့ဆက်ဆက်နေလို့လည်းပါပါတယ်နောက်ကွယ်မှာရှည်လျားတဲ့ဇလန်တစ်ပုဒ်ရှိပေမဲ့ရိုးရိုးရှင်းရှင်းပြောရရင်တော့အိုဒင်ကလူသားတွေကိုချီးမြှင့်ခဲ့တဲ့ဒါပဲဆိုပါတော့ဗျာလူသားပြင်တွေတကိုးထွားပြီးတော့ဘယင်ဘော်ဆွမ်တယောက်ကြီးစိုးနေတဲ့ခင်မှာမျိုးလုံးတစ်ဖက်လက်နဲ့အဖို့တယောက်ကနန်းတော်ခမ်းမဆောင်တဲကိုတယောက်တည်းလမ်းလျှောက်ဝင်လာပြီးတော့စကားတခုမှမပြောဘဲနဲ့ခမ်းမထဲပေါက်နေတဲ့အေယာမတစ်ပင်ကြီးဘန်စတော်ကာတဲကိုဒီဓာလာပြီးတော့ထိုးဆိုင်သွားခဲ့ပါတယ်ဒီဖို့ကတော့ Allfather Odin မှကျွန်တော်မပြောလဲအားလုံးသိကြမှာပါဒီ Allfather Odin ကဓာတ်ကိုထိုးဆိုင်ပြီးတာနဲ့ထုံးစံအတိုင်းထိုက်တန်တဲ့လူပဲဒီဓာတ်ကိုဆွဲနှုတ်နိုင်တဲ့လူသားလေးရင်ဓာတ်ရဲ့ပိုင်ရှင်ဖြစ်မယ်ပါညာပြောပြီးတော့ချက်ချင်းပျောက်ကွယ်သွားတော့ဗောဗျာနန်းတော်ထဲရှိတဲ့လူတွေကလည်းအံ့အားသင့်ပြီးတော့တယောက်ပြီးတယောက်ဝိုင်းနှုတ်ဖို့ကြိုးစားတာပေါ့ဒီလိုနဲ့နောက်ဆုံးဘယ်သူမှနှုတ်လို့မရတဲ့အစုံဘယင်ဘော့ဆုံရဲ့အငယ်ဆုံးသားစစ်မွန်ကထွက်လာပြီးတော့ဒီဓာတ်ကိုလွယ်လွယ်ကူကူနဲ့ဆွဲနှုတ်သွားခဲ့ပါတယ်စစ်မွန်ဆိုတာကနောက်တစ်ချိန်ဒီဓာတ်နဲ့အတူ North Standard ထဲမှာအထင်ရှားဆုံးဖြစ်လာမဲ့ Sigurd the Dragon Slayer ရဲ့အဖေပါ Grand ကအစွမ်းထက်လွန်းလို့စစ်မွန်လက်ထဲမှာဒီဓာတ်နဲ့အတူတိုက်ပွဲတိုင်းကိုအနိုင်ယူနိုင်တဲ့အထိပါပဲဒါပေမဲ့သူ့ရဲ့နောက်ဆုံးတိုက်ပွဲမှာအိုဒင်ကိုယ်တိုင်ကသူ့လှန်တဲ့ကန်နီယာနဲ့ဒီဓာတ်ကိုရိုက်ချိုးပစ်ခဲ့ပါတယ်အကုန်လုံးကတော့ဒီနေရာမှာဒီဓာတ်ရဲ့ဒဏ္ဍာရီဇသိမ်းသွားပြီးသွားပြီလို့ထင်ကြတာပေါ့ဒါပေမဲ့ဓာတ်ရဲ့ဒဏ္ဍာရီကဒီနေရာမှာမဆုံးသွားသေးပါဘူးဗျစစ်မွန်ရဲ့သားစီကတ်လက်ထဲမှာ Drap ဘဘဲဆရာ region ကဓာတ်ရဲ့ပိုင်းစာတွေကိုပြန်လဲစုဆောင်းပြီးတော့အသစ်တပံမီးဖုတ်သွန်းလုပ်ပေးခဲ့ပါတယ်အသစ်ဖြစ်လာတဲ့ Grander ကပို့ပြီးတော့ဆွမ်းထက်လာခဲ့တယ်လို့ပဲပြောရမယ်ဗျဘဘဲဘူကမာကျော်လွန်းပါတယ်ဆိုတဲ့တန်တုံးကြီးကိုတော့တစ်ချက်ထဲနဲ့ထပ်ပိုင်းခုန်နိုင်ခဲ့တယ်လို့တန်ကြောင်နဲ့မျောပါလာတဲ့တိုးမွေးစားကိုတော့ထိယုံနဲ့နှစ်ပိုင်းပြတ်သွားစေခဲ့ပါတယ်ဒါကြောင့်ပဲစီဂတ်လက်ထဲမှာဒီဓာတ်ကပိုအစွမ်းထက်လာခဲ့တယ်လို့ပြောကြပါတယ်ဒီဓာတ်နဲ့ပဲစီဂတ်ကရွှေတွေပေါ်မှာအိတ်ဆက်ပြီးတော့လူသားတွေကိုချင်းချောင်နေတဲ့နဂါဖတ်နီယာကိုနိုင်ယူပြီးတော့ Dragon Slayer ဆိုတဲ့ဂုံပုတ်ကိုရခဲ့တာပါစွမ်းအားတွေရတော့ Grand ထဲမှာ Allfather Odin ကိုယ်တိုင်ရဲ့ကောင်းကြီးစွမ်းရင်တွေနဲ့ကံကြမ္မာစွမ်းအားအနှဲငယ်ပါဝင်တယ်လို့ဆိုပါတယ်ဒါအပြင်မာကျောလှပါတယ်ဆိုတဲ့နဂါကြေးကုန်တွေအပြင်ဘယ်ရာကိုမဆိုပိုင်းဖြတ်နိုင်တာကြောင့်လဲ North Standard ထဲမှာရှိတဲ့အစွမ်းထက်ဆုံးလက်နက်တွေကတစ်ခုဖြစ်နေတာပါနံပါတ်6 Leviathan ပျက်စီးခြင်းလျှို့ဝှက်ချက်
ဒီလက်နက်ကတော့တော်တော်များများကြားဘူးမှာမဟုတ်ပေမဲ့လျှို့ဝှက်စမ်းကြယ်မှုတွေနဲ့ပြည်နေတဲ့လက်နက်တစ်ခုပါသူကို Nostana ကြီးအစဖွဲရအဲ့ထားတဲ့ကကြပြတပုံးမှာပဲဖော်ပြထားပြီးတော့သူ့ကိုဖန်တီးခဲ့တာကတော့ဇလိုက်ကျော် Loki လို့ဆိုပါတယ် Leviathan ဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်က Warning One မြန်မာလိုအလွယ်ခေါ်ရင်တော့ပျက်စီးခြင်းမော်ထုတ်တယ်ပဲဆိုပါတော့ဗျာဒီလက်နက်ကိုတာမန်နေရာမှာတင်စီထားတာမဟုတ်ပါဘူးHelheim Nostana ရဲ့ငရဲပြည်တကားဝနောက်ကတန်တစ်တာကြီးတစ်လုံးထဲမှာတော့ကိုးချောင်းခတ်ပြီးတော့တင်စီထားတယ်လို့ဆိုပါတယ်ဒီလက်နက်နဲ့ပတ်သက်တဲ့အကြီးမားဆုံးတန်တာကြီးကတော့ Ragnarok မှာဘီဘလူးတို့ရဲ့ခေါင်းဆောင်ဆတ်ကင်ဆွဲပြီး Asgard ကိုမီးရှို့ဖျက်ဆီးမဲ့ဓာတ်ဟာဒီ Leviathan ဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲဆတ်ရဲ့ဓာတ်ဟာနေမင်းထက်တောင်ပိုပြီးတောက်ပါတယ်လို့ဖော်ပြထားတာကြောင့် Leviathan လိုလျှို့ဝှက်စမ်းကြယ်ပြီးဖျက်အားပြင်းတဲ့လက်နက်နဲ့ကိုက်ညီလို့လည်းပါမယ်ဗျနောက်တစ်နည်းပြောရရင် Nostana ကြီးကစကြဝဠာကိုဆုံးသက်စေမဲ့လက်နက်တစ်ခုပဲဆိုပါတော့ဗျာ Leviathan ရဲ့စွမ်းအားတွေကတော့ထူးခြားပြီးကြောက်စရာကောင်းပါတယ်ဒန်နာကြီးကဒီလက်နက်က Idris စောသစ်ပင်လိုလုံးဝမသေးနိုင်ဘူးဆိုတဲ့အရာမျိုးတွေတက်ရှိတွေကိုတောင်တက်ဖြတ်နိုင်တယ်လို့ငိမ့်သက်မရတဲ့ထာဝရမီလီယံလည်းထုတ်လွှတ်နိုင်ပါတယ်အဒါအပြင်လိုသလိုပုံတံပြောင်းလဲနိုင်ပြီးတော့တည်ခြင်းနဲ့တိုက်ရိုက်ဆက်သွယ်နေတာကြောင့်ပဲအခုလိုတားမြစ်ထားတဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်နေတာပါနံပါတ်5 Gleipnir မဖြစ်နိုင်တော့ချီနှောင်မှုဒီစီးရင်ထဲမှာကြောက်စရာအကောင်းဆုံးအဖြတ်စွမ်းအကြီးဆုံးရန်သူကိုချီနှောင်ထားနိုင်ခဲ့တဲ့လက်နက်ကိုပြပါဆိုရင် Feria ဝင်ပလီကြီးကိုချီနှောင်ထားတဲ့ကျိုးမြင် Gleipnir ကိုပဲပြရပါလိမ့်မယ်ဗျဒါကတန်ကျိုးမဟုတ်ပါဘူးပိုးမြင်ကျိုးလို့နူးညံ့ပြီးတော့မမြင်နိုင်လောက်အောင်ကိုတင်းငယ်တဲ့ကျိုးတစ်ချောင်းပါဒီကျိုးဖြစ်ပေါ်လာပုံရဲ့အစကိုပြန်သွားရရင်တော့ Feria အကြောင်းပါတစ်ဆက်တည်းပြောလိုက်ချင်တယ်ဗျဘာလို့လဲဆိုရင်တော့နောက်လာမယ့် Nostana ရဲ့အဆုံးသက် Ragnarok ဗီဒီယိုမှာ Feria ကအရေးပါတဲ့နေရာကနေပါဝင်လာမှာမှုလို့ပါOkay ဒါဆိုရင်တော့ Loki ရဲ့သားတစ်ယောက်ဖြစ်တဲ့ Feria ဝင်ပလွေကြီးရဲ့ကြီးထွားလာမှုနဲ့ကြောက်စရာကောင်းတဲ့စွမ်းအားတွေကြောင့်နတ်ဗျားတွေကသူ့ကိုချီနှောင်ဖို့ဆုံးဖြတ်ခဲ့ကြတာကနေစရမယ်ဗျနတ်ဗျားတွေစိုးရင်လာတဲ့ကြောက်ရွံ့မှုကြောင့်သူတို့ဖန်တီးထားတဲ့အကြီးဆုံးတန်ကြိုးနှစ်ချောင်းနဲ့ Feria ကိုချုပ်နှောင်ဖို့စ조사ခဲ့ပါတယ်ဒါပေမဲ့ Feria ကဒီတန်ကြိုးတွေကိုအပြင်းပြေဆွဲဖြဲသလိုချိုးဖျက်ပစ်ခဲ့တာပါဒီတော့နောက်ဆုံးမှာနတ်ဗျားတွေကလည်းအကြံကုန်ပြီးတော့ Draft တွေစီအကူအညီတောင်းခဲ့ရတာပေါ့ဗျာDraft တွေကတော့ Niran ရဲ့အတော်ဆုံးလက်မှုပညာရှင်တွေပဲလေသူတို့မဖန်တီးနိုင်တဲ့အရာမရှိသလောက်ပါပဲဗျာ North နတ်ဖျားတွေရဲ့တောင်းဆိုချက်ကိုလက်ခံပြီးနောက်မှာတော့သူတို့ကတာမန်အရာတွေနဲ့မတူတဲ့ကမ္ဘာပေါ်မှာမတီးရှိနိုင်တဲ့အရာ6မျိုးကိုစူးစီးပြီးတော့ကျိုးတစ်ချောင်းကိုဖန်တီးခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီအရာတွေကတော့ကြောင်တကောင်ရဲ့ခြေတန်းအမျိုးသမီးတစ်ယောက်ရဲ့မုတ်စိတ်တောင်တကောင်ရဲ့အမြင့်ဝင်ပလီတကောင်ရဲ့အကြောငါးတကောင်ရဲ့အသက်ရှူတန်နဲ့ငှက်တကောင်ရဲ့တတွေးတို့ပါပဲဒါတွေဘလို့ရှာလဲမသိပေမဲ့ကျွန်တော်ကတော့ကြားရတာနဲ့တင်ထူးဆန်းနေပြီလို့ပြောရမယ်ဗျပြီးတော့ဒီအရာတွေကလောကမှာမရှိတော့တဲ့အတွက်သူတို့နဲ့ဖန်တီးထားတဲ့ကြိုးကိုလည်းဘယ်ရာကမှဖျက်ဆီးလို့မရနိုင်ဘူးဆိုတဲ့စိုးနဲ့ပေါ့ဗျာဒီလိုနဲ့ရလာတဲ့ကြိုးမြင် Gleipnir ကပိုးသားလိုနူးညံ့ပြီးတော့လက်တစ်ဖက်စာတော့မရှိပေမဲ့သူ့ရဲ့ခိုင်မာမှုကတော့စကြဝဠာတစ်ခုလုံးမှာပြိုင်ဘက်ကင်းပါပဲဗျာအဆုံးသတ်ရရင်တော့ဒီကျိုးကိုရပြီးနောက်မှာတော့အော်ရင်ဦးဆောင်တဲ့နတ်ဖျားတွေကဖန်ယာစီကိုတတိယအကြိမ်မြောက်သွားခဲ့ပါတယ်ကျိုးမရောက်တော့နတ်ဖျားတွေက Gleipnir ကိုထုတ်ပြပြီးတော့ဖန်ယာရဲ့ခွန်အားကိုနောက်တစ်ကြိမ်စမ်းသပ်ခြင်းကြောင့်ဘာညာပြောတာပေါ့ဗျာရင်ကတန်ကြိုးကြီးတွေတောင်အလွယ်တကူဖြတ်နိုင်ခဲ့တာဆိုတော့ဒီလိုပိုးမြင်လေးတစ်ချောင်းကိုဖျက်ဖို့ဆိုတာသူ့အတွက်ဘာမှမဟုတ်တော့ဘူးဆိုပြီးတော့မြောက်ပင့်ပြောဆိုတာတွေရောပေါ့ဗျာဒါပေမဲ့ Feria ကအရင်လိုမမိုင်မဲတော့ပါဘူးသူ့ခန္ဓာကိုယ်ကြီးထွားလာသလိုသူ့ရဲ့ဉာဏ်ပညာနဲ့တန်တရားစိတ်ကလည်းပိုပြီးတော့ကြီးထွားလာပြီလေသူကဒီပိုးမြင့်ကျိုးရဲ့သေးငယ်မှုနဲ့နူးညံ့မှုကိုကြည့်ပြီးရနဲ့လှဲခွဲတစ်ခုဖြစ်ရမယ်လို့ချက်ချင်းသဘောပေါက်လိုက်ပါတယ်ရိုးရိုးရှင်းရှင်းကျိုးတစ်ချောင်းဆိုရင်တော့ဒီလောက်သေးငယ်တဲ့အရာနဲ့သူ့ကိုလာဆန်းသက်စရာအကြောင်းမရှိဘူးလေသူ့ကိုချီနှောင်ဖို့မှော်ပညာတစ်ခုကိုသုံးထားမယ်ရိပ်မိပါတယ်ဒါကြောင့် Feria ကချုံနှောင်မခံရခင်သဘောတူညီချက်တစ်ခုကိုတောင်းဆိုခဲ့ပါတယ်မင်းတို့ငါ့ကိုမလဲစားဘူးဆိုတာယုံစေခြင်းရင်နတ်ဖျားတွေကတယောက်ယောက်ရဲ့ညာလက်ကိုသူ့ပါဇက်ထဲမှာထည့်ပေးရမယ်ဆိုပြီးတော့ပေါ့တကယ်လို့သူကဒီကျိုးကိုမဖြတ်နိုင်ခဲ့ရင်ဒါကလှဲ့ကွက်ဖြစ်ကြောင်းသိကြသွားပြီလေအဲ့ဒီခါသူကပါဇက်ထဲထည့်ထားတဲ့လက်ကိုကိုက်ဖြတ်ပစ်မယ်ဆိုတဲ့သဘောတူညီချက်နဲ့ပါနတ်ဖျားတွေကတော့ဒီစကားကြားတော့မျက်နှာပြက်ကုန်ကြတာပေါ့အော်ဒင်သောပါပါဝင်ဘယ်သူမှကိုယ့်လက်ကိုစတိမခံချင်ဘူးလေနောက်ဆုံးကြတော့တရားမျှတမှုနဲ့စစ်ပွဲရဲ့နတ်ဖျားဖြစ်တဲ့တီယာကရှေ့ထွက်လာခဲ့ပါတယ်သူကနိုင်ရန်ရဲ့အနာဂတ်နဲ့နတ်ဖျားတွေရဲ့လုံခြုံရေးအတွက်ဒီလိုစတိမှုမျိုးလုပ်ဖို့လိုအပ်မှန်းနားလေပါတယ်ဒီလိုနဲ့တီယာကသူ့ရဲ့ညာဘက်လက်ကိုဖန်ယာရဲ့အဆွဲတွေကြားထဲထည့်ပြီးထားလိုက်ပါတယ်ဖန်ယာကလည်းပြောပြီးသားဆိုတော့တီယာရဲ့လက်ကိုပါဇက်ထဲမှာထည့်ထားရင်း Norse နတ်ဖျားတွေကို Gleipnir နဲ့ချီနှောင်ခွင့်ပေးလိုက်ပါတယ်ကျိုးနဲ့ချီပြီးသွားတာနဲ့ဖန်ယာကသူ့အစွမ်းရှိသမျှခွန်အားတွေအကုန်သုံးပြီးတော့ရုန်းကန်ပါတယ်ဒဏ္ဍာရီတွေကအတိုင်းဆိုရင်တော့တောင်တွေကိုတောင်ပြားသွားစေနိုင်တဲ့ခွန်အားနဲ့အချိန်ချင်းစောင့်ယုံခဲ့ပေမဲ့သူယုံလေ Gleipnir ကျိုးမြင်ကပိုပြီးတင်းကျပ်လာလေပါပဲ
ဘလို့မှမဖြတ်နိုင်ခဲ့ပါဘူးဖရန်ရီကလည်းသူ့ကိုလှည့်စားလိုက်ပြီးမှန်းသိသွားပြီးတော့ဒေါသတကြီးနဲ့သူ့ပါဇက်ထဲထည့်ထားတဲ့ထီယာရဲ့လက်တစ်ဖက်လုံးကိုကိုက်ဖြတ်ချလိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်တော့လက်ပြတ်သွားတဲ့ထီယာကလွဲပြီးကျန်တဲ့နေဖျားတွေအားလုံးကသူတို့ရဲ့အကြီးမားဆုံးချင်းချောက်မှုကိုချီနှောင်နိုင်ခဲ့ပြီးဆိုပြီးတော့ရီမောတာပေါ့ဗျာအဲဒီနောက်မှာတော့နတ်ဖျားတွေကဂလိုင်းနီယာရဲ့အစွန်းတစ်ဖက်ကိုဂျောလို့ခေါ်တဲ့ကြောက်တုံးကြီးမှာဆွဲချီပြီးတော့မြေကြီးရောက်တဲ့နည်းနည်းမြုပ်နှံလိုက်ပါတယ်ဒါတောင်ဖန်ရီယာကဒေါသတကြီးနဲ့အော်ဟစ်ကိုက်ဖြတ်ဖို့ကြိုးစားသေးလို့အော်ဒန်နေတိတ်သွားအောင်သူ့ပါဇက်ထဲမှာဓာတ်တစ်ချောင်းကိုပါထောက်ထားလိုက်ပါတယ်အဲ့ဒီနေဖန်ရီယာလည်းချုံနှောင်ခံလိုက်ရတဲ့အချိန်ကစပြီးတော့သူ့ရဲ့ပါဇက်ထဲကနေကျလာတဲ့တတွေးတွေကဘန်းလို့ခေါ်တဲ့အစိတ်မြကြီးဖြစ်စီးဆင်းနေခဲ့တာပေါ့ဗျာပြီးတော့ဒီလိုချုံနှောင်ခံလိုက်ရလို့ပဲရန်နရိုအတွက်ပြဿနာမီးစာကိုမွေးလိုက်တာလို့လည်းပြောရမယ်ဗျ။ Glidia ဖြစ်ပေါ်လာပုံနဲ့အကြောင်းစုံလဲသိပြီး Nostana ရဲ့အဆုံးသက်ဗီဒီယိုတွေအတွက်လည်းဖန်ရီယာအကြောင်းမိတ်ဆက်ပြီးပြီဆိုတော့၄ခုမြောက်နေရာမှာရှိနေတဲ့လက်နက်ကိုဆက်ကြည့်လိုက်ရအောင်ဗျ။နံပါတ်၄ Freya ရဲ့ဓာသူ့အလိုလိုတိုက်ခိုက်တော့ဓာအဆင့်လေးနေရာမှာရှိနေတာကလည်း Skibladnia ရဲ့ပိုင်ရှင်နွေရာသီရဲ့ကြော်အားမှုရဲ့နတ်ဖျား Freya ပိုင်တဲ့လက်နက်ပါပဲဒီလက်နက်ကထိန်းချုပ်ဖို့ကင်ဆောင်ထားဖို့တော့မလိုပဲသူ့လိုရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့မော်ဓာရှည်တစ်လက်ပါတခုထူးခြားတာကဒီဓာတ်မှာတီးတဲ့နာမည်မရှိတာပါပဲဒါပေမဲ့သူ့ရဲ့စွမ်းအားကတော့တော်ယုံလက်နက်တွေအစွမ်းထက်ပါတယ်ဆိုတဲ့နတ်ဖျားတွေတော့မရှင်းနိုင်ပါဘူးဒါဖြစ်လာပုံကတော့အရှိမပြောခဲ့သလိုလိုကီတယောက်တောရဲ့မေဟေဒီSif ရဲ့ရွှေရောင်စပင်တွေကိုစနောက်ပြီးညှက်ပစ်လိုက်တာကနေစတာပါပဲဗျအဲဒီနောက်မှာ Dwarf တွေက Skibladnia တို့ Sif တဲ့ရွှေစပင်တို့ဖန်တီးပေးခဲ့တဲ့အပြင်လက်စွမ်းပြခြင်းစိမ့်နဲ့နတ်ဖျားတွေအတွက်နောက်ထပ်အဖိုးတန်လက်ဆောင်နှစ်ခုကိုပါဖန်တီးပေးခဲ့ပါတယ်အဲ့ဒီထဲကတစ်ခုကတော့ Odin တို့ဘယ်တော့မှပြစ်မှတ်မလွဲတဲ့လှန်တန် Gania ဖြစ်ပြီးတော့နောက်တစ်ခုကတော့နွေရာသီရဲ့နတ်ဖျား Freya အတွက်ဖန်တီးခဲ့တဲ့ဒီဓာတ်ရှိပါပဲပြောရရင်တော့ Freya ရဲ့ဓာတ်ဟာမျိုးနေရမိုးချိုးတူတို့ Ganjana London တို့လိုပဲဒနာကြီးရဲ့အစွမ်းထက်ဆုံးလက်နက်တွေနဲ့ခစ်ပြိုင်ထွက်ပေါ်လာတဲ့အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ Draft တွေရဲ့အကောင်းဆုံးသောမော်ပညာတွေလက်မှုပညာတွေနဲ့ပေါင်းစပ်ပြီးတော့ဖန်တီးခဲ့တာကြောင့်ဒီဓာတ်ကတက်ရှိတယောက်လိုအသိစိတ်ရှိပြီးတော့သခင်အတွက်အလိုလျောက်တိုက်ခိုက်ပေးနိုင်တာပါ။ Nostana ထဲမှာဒီဓာတ်က Freya ရဲ့အစွမ်းထက်ဆုံးနဲ့အယုံကြည်ရဆုံးလက်နက်ဖြစ်ခဲ့ပြီးတော့Freya ကဒီဓာတ်ကိုကင်ဆွဲထားသည့်ရှုံးတယ်ဆိုတာမရှိခဲ့ပါဘူး။ဒါပေမဲ့ဒီဓာတ်နဲ့ပတ်သက်တဲ့အထင်ရှားဆုံးဇလန်ကသူ့ရဲ့စွမ်းအားကြောင့်မဟုတ်ဘဲနဲ့ဒီဓာတ်မရှိခြင်းကြောင့်ဖြစ်လာတဲ့ဖြစ်ဆိုးကြောင့်ပါ။ပြောရရင်တော့ Freya က Zero ဆိုတဲ့ဘလူးမာလေးကိုချစ်ကြိုက်မိပြီးတော့သူမကိုလက်ထပ်ခွင့်ရဖို့အတွက်ဒီအဖိုးတန်ဓာတ်ကိုလက်ဆောင်ဖြစ်ပေးလိုက်ရပါတယ်။ဒီဆုံးဖြတ်ချက်ကပဲ Freya ကိုကန်ဆိုးမိုးမောင်ကြစီခဲ့တယ်လို့ပြောရမယ်ဗျ။ Nostana ရဲ့အဆုံးသက် Ragnarok ဖြစ်လာတဲ့အချိန်မှာ Freya ဟာလက်နက်မဲ့ဖြစ်နေပြီးတော့မီးဘလူးတို့ရဲ့ဘယင်စရာနဲ့ရင်ဆိုင်ရတဲ့အခါမှာဘာမှမကာကွယ်နိုင်ပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီဓာတ်သာရှိနေခဲ့ရင် Ragnarok ရဲ့အဖြေကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်မလားဆိုတာကိုတော့ Nostana ထဲမှာကြံနေခဲ့တဲ့မေကွန်းထုတ်စရာတွေတွေကတစ်ခုပါပဲဗျ။ကိုလူတွေရော Freya တယောက်အချစ်အတွက်အသက်ပါပေးလိုက်ရတာတန်တယ်လို့ထင်ရလား။ Nostana ထဲမှာလည်းလက်နက်တွေများတော့အပေါ်မှာပြောခဲ့သလို10ကနေ9အထိမှာအနေငယ်ပြောင်းလဲမှုတွေဖြစ်နိုင်ပေမဲ့လည်းထိတ်ဆုံး3နေရာမှာရှိနေတဲ့လက်နက်တွေကတော့လုံးဝမပြောင်းလဲပါဘူးဗျ။နံပါတ်3 Jalahorn ကဘာပြက်ကိန်းခရာအဆင့်3နေရာမှာနေရာယူထားတာကတော့တိုက်ခိုက်လက်နက်မဟုတ်ပေမဲ့နိုင်ရန်တစ်ခုလုံးကိုအဆုံးသတ်စေနိုင်တဲ့စွမ်းအားရှိတဲ့ Heimdall ရဲ့ခရာ Jalahorn မှာJalahorn ဆိုတဲ့နာမည်ကမြန်မာလိုဆိုရင်အော်မီးတန်ရှည်ခရာလို့အဓိပ္ပာယ်ရပါတယ်။ဒီခရာကို Heimdall က Bifrost တံတားကိုစောင့်ကြပ်နေစဉ်အမြဲတမ်းဆောင်ထားပြီးတော့ Asgard ရဲ့အရေးကြီးဆုံးကာကွယ်ရေးပစ္စည်းတစ်ခုဆိုလဲမမှားပါဘူးဗျ။ဒီလက်နက်နဲ့ဖြစ်ပေါ်လာပုံကတော့နည်းနည်းထူးဆန်းနေဗျ။သူက Nostana ထဲရှိတဲ့တခြားအစွမ်းထက်ဆုံးလက်နက်တွေလို Draft တွေဖန်တီးခဲ့တာမျိုးမဟုတ်ပါဘူး။ဂုံပြောရရင်သူ့ကိုတပ်ထုနဲ့ထုလုပ်ထားတာမျိုးတော့မဟုတ်ဘူးဗျ။စကြောရာရဲ့ကနဦးစွမ်းရင်တနည်းအားဖြင့်ကျွန်တော်အရှိဗီဒီယိုတွေမှာပြောခဲ့သလို Comic Prince Perry နဲ့တိစောက်ထားတယ်လို့ပြောရင်တော့ပုံမှန်လိမ့်မယ်ဗျ။ဒနိုင်တွေထဲမှာတိတိကျကျဖော်ပြမထားပေမဲ့အများစုကတော့လက်ခံထားတဲ့အယူဆကတော့ဒီခရာကိုကမ္ဘာတစ်ပင် Yggdrasil ရဲ့အမြင့်မှာရှိတဲ့ဉာဏ်ပညာရေတွင်းထဲကနေရယူခဲ့တာလို့ဆိုကြပါတယ်။ဒီရေတွင်းကနိုင်ရန်ရဲ့အသိပညာတွေလျှို့ဝှက်ချက်တွေနဲ့ကံကြမ္မာရဲ့အဆုံးအစမရှိတဲ့ပဲ့တင်တန်းတွေကိုတည်ဆောင်ထားတဲ့နေရာမဟုတ်လား။ဂျာလာဟွန်းကအဲ့ဒီရေတွင်းထဲကနေပဲ့တင်ထက်လာတဲ့စကြဝဠာရဲ့အသံကိုပုံဖော်ထားတဲ့လက်နက်လို့ဆိုပါတယ်ဗျ။ဒီခရာကို Heimdall လက်ထဲကိုပေးရခဲ့တဲ့သူကတော့All Father Odin ကိုယ်တိုင်ပါပဲဗျာ။ဘာလို့ပေးခဲ့လဲဆိုတော့တော့ Heimdall ဗီဒီယိုမှာအသေးစိတ်သွားကြည့်နိုင်ပါတယ်ဗျာ။ပြီးတော့ Heimdall ကလည်းနတ်ဖျားတွေထဲမှာအကြအယုံအထက်မြတ်ဆုံးဖြစ်တဲ့အပြင်မိုင်မောင်းများစွာအကွာကသိုးမွေးပေါက်တံကိုတောင်ကြားနိုင်တာဆိုတော့ဒီတာဝန်နဲ့တော်တော်လေးကိုက်ညီတယ်လို့ပြောရမယ်ဗျ။ Asgard အတွက်ကြီးမားတဲ့အန္တရာယ်တစ်ခုခုခြိတက်လာတာနဲ့အရင်ဆုံးကြားရမယ်။ပြီးလို့ရှိရင် Hofendar ကအလင်းရောင်တွေတောက်ပလာမယ်။အဲ့ဒီချိန်ဒီ Jalahorn ကိုကောက်မှုလိုက်ယုံပါပဲဗျာ။
ဆက်ရရင်တော့ဂျာလောင်ဟွန်းရဲ့စွမ်းအားကသူ့ရဲ့အသံမှာဟိတ်ဖလော့ကဒီခီယာကိုအစွမ်းကုန်မှုတ်လိုက်ပြီးဆိုရင်သူ့ရဲ့အသံကနိုင်ရန်အားလုံးကိုတပြိုင်နက်တည်းကြားစီနိုင်ပါတယ်လူသားတွေရဲ့ကဘာမစ်ကတ်ကနေဘလူးတွေရဲ့နယ်မြေတိုတန်ဟိန်းအထိနောက်ဆုံးငရဲပြည်ဟယ်ဟိန်းအထိပါဒီတန်ကိုကြားနိုင်တဲ့အထိပါပဲဗျာနော့စတန်နိုင်တွေရဟေဗလော့ကဒီခီယာကို2ကြိမ်ပဲမှုတ်လိုက်မယ်လို့ဆိုထားပါတယ်ပထမကြိမ်ကရန်နိုရိုစတင်ပြီးဖြစ်ကြောင်းနှစ်ဖျားတွေကိုသတိပေးဖို့နဲ့ဒုတိယကြိမ်ကတော့နောက်ဆုံးတိုက်ပွဲစတင်ပြီးဖြစ်ကြောင်းကြေညာဖို့ပါပဲဒီခီယာတန်ဟာနှစ်ဖျားတွေဘလူးတွေလူသားတွေနဲ့ဘယ်ဟာလာထဲမှာစောင့်ဆိုင်နေတဲ့ဒေဆုံပြီးသားသူရဲကောင်းဝิญဉ်တွေကိုပါစစ်မြေပြင်စီကိုဆင့်ခေါ်တဲ့အတန်ဖြစ်တဲ့အပြင်နော့စတန်နိုင်တွေကစကြဝဠာရဲ့အဆုံးသက်ကိုစတင်စေတဲ့အစွမ်းအထက်ဆုံးလက်နက်တစ်ခုလို့ဆိုနိုင်ပါတယ်နံပါတ်1ကန်ဒီယာဘယ်တော့မှမလွဲသောလှန်ဒုတိယနေရာမှာရှိနေတာကတော့အော်ဖာသာအိုဒင်ကိုယ်တိုင်ကင်ဆွဲတဲ့ဘယ်တော့မှပြစ်မှတ်ကိုမလွဲတဲ့လှန်ကန်ဒီယာပါဒီလန်ဟာအိုဒင်ရဲ့စစ်ပွဲဉာဏ်ပညာနဲ့အချုပ်ချာအာဏာကိုစားပြုတဲ့အရာတစ်ခုလို့ပြောရင်တော့ပုံမှန်ပဲဗျအရှိကလက်နက်တွေအကြောင်းပြောစဉ်ကလည်းဒီလန်အကြောင်းအနည်းငယ်ပါပြီးသားဆိုတော့များများဆဆထပ်ပြောစရာတော့မရှိတော့ဘူးဗျဒီလန်ကိုလည်း draft တွေကပဲဖန်တီးခဲ့တာဖြစ်ပြီးတော့လှန်သွားပေါ်မှာ run လို့ခေါ်တဲ့ run မော်သင်္ကေတတွေရေးထွင်းထားပါတယ်ကန်ဒီယာရဲ့အဓိကစွမ်းအားကပြစ်လွတ်လိုက်ပြီးဆိုရင်ဘလောက်ဝေးတဲ့ပြစ်မှတ်ဖြစ်ဘလို့အတားအဆီးပဲရှိဘယ်တော့မှမလွဲစတဲ့ထိမှန်စေတာပါပဲပြီးတော့ဘလောက်မှကြောတဲ့ဒိုင်းတန်ချက်ကဖြစ်ထိုးပေါက်နိုင်စွမ်းလဲပိုင်ဆိုင်ထားပါတယ်အိုဒင်ကဒီလန်နဲ့ပဲအေးစီးယားနှစ်ဖျားတွေနဲ့ဗန်နီယာနှစ်ဖျားတွေကြားကပထမဆုံးစစ်ပွဲကိုစတင်ခဲ့တာပါစစ်ပွဲစတင်ပုံကတော့အိုဒင်ရဲ့မောက်မာတဲ့စကားကြောင့်ပဲဗျသူကကန်နီယာကိုဗန်နီယာရဲ့စစ်တပ်ဘော်ကနေပြစ်လွတ်ပြီးအကုန်လုံးကိုသူပိုင်နေဆိုပြီးတော့သွားပြီးကြွေးကြော်ခဲ့တာ哦ဒါအပြင်အိုဒင်ကကမ္ဘာတစ်ပင်မှာ9ရက်9ညတိုင်ဇောက်ထိုးချိတ်ဆွဲပြီးတော့ကိုစတေးတုံးကလည်းဒီလန်နဲ့ပဲသူ့ကိုသူထိုးဆိုင်ခဲ့တာပါကန်နီယာဟာစစ်ပွဲကိုစတင်စေနိုင်တယ်လို့အသိပညာအတွက်စတေးမှုကိုလည်းဖန်တီးပေးနိုင်တဲ့နတ်ဖျားတို့ရဲ့ဘရင်နဲ့ထိုက်တန်တဲ့လက်နက်တစ်ခုလို့ပြောရင်တော့လုံမယ်မထင်ပါဘူးဗျအိုဒင်ကျောင်းကိုလည်းရှေ့မှာတင်ထားတဲ့အိုဒင်ဗီဒီယိုမှာအသေးစိတ်သွားကြည့်လို့ရပါတယ်ဗျနံပါတ်1မြော်နီယာမိုဂျို2နံပါတ်1နေရာမှာရှိနေတာကတော့အားလုံးမျှော်လင့်ထားကြတဲ့အတိုင်းပါဗျာ။ North Dana ရဲ့အထင်ရှားဆုံးနဲ့အစွမ်းအထက်ဆုံးလက်နက်မိုးကြိုးနှစ်ပြားတော့ရဲ့တူပါပဲဗျာ။မျော်နီယာဆိုတာဖြက်စီးသူဒါမှမဟုတ်လျှက်စီးလို့ပဲအဓိပ္ပာယ်ဖော်ရမယ်ဗျ။အရှိမပြောခဲ့သလိုဒီတူကို Draft ညီနောင်ဘရိုကာနဲ့စင်ဒရီတို့ကလိုကီနဲ့အလောင်းစားလို့ရင်ဖန်တီးခဲ့တာပါ။ဖန်တီးနေစဉ်မှာလိုကီကရင်ကောင်သွင်ပြောင်းပြီးတော့နှောက်ယှက်ခဲ့လို့သူ့ရဲ့လက်ကင်ကနည်းနည်းတိုသွားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီချိုရင်းချက်လေးကသူ့ရဲ့စွမ်းအားကိုတော့လုံးဝမလျော့ကျစေခဲ့ပါဘူး။ North Dana တွေကအစွမ်းထက်ဆုံးလက်နက်ဆိုတဲ့အတိုင်းမျော်နေရမှာစွမ်းရည်တွေအများကြီးရှိပါတယ်ဗျာ။တော့ကဒီတူကိုအသုံးပြုပြီးမိုးကြိုးမှုန်တိုင်းနဲ့လျှက်စီးတွေကိုထိန်းချုပ်နိုင်တယ်လို့ဘလောက်ဝေးပစ်လိုက်ပါစေဒီတူကလက်ထဲကိုအမြဲတမ်းသူ့လိုပြန်ရောက်လာပါတယ်ဗျ။ဒါပြင်တောင်တွေကိုတောင်တစ်ချက်တည်းနဲ့အမှုန်ကျိတ်နိုင်တဲ့ဖြက်စီးနိုင်စွမ်းလဲပိုင်ဆိုင်ထားတာကြောင့်မျော်နေရကဂျိုဒန်ဟင်းမှာနေတဲ့ဘလူးတွေအတွက်အိမ်မက်ဆိုးပါပဲ။ဘာပဲဖြစ်လက်နက်ကောင်းတို့မြည်သည်အသုံးပြုသည့်လူနဲ့လဲဆိုင်သေးတကူဆိုတဲ့စကားအတိုင်းတော့ရဲ့လက်ထဲမှာရှိနေလို့ဒီလောက်အစွမ်းထက်နေတာလို့ပြောရရင်လည်းမမှားပါဘူးဗျ။ဒါအပြင်မျောနီယာကိုဖျက်ဆီးဖို့တသက်မဟုတ်ပဲမင်္ဂလာပွဲဇာပနာနဲ့ကလေးမွေးဖွားခြင်းလိုအခမ်းအနားတွေမှာကောင်းကြီးပေးဖို့အတွက်လည်းအသုံးပြုပါသေးတယ်။ပြီးတော့လူသိနဲလောက်ပေမဲ့အချိန်အများစုမှာတော့ကမျောနီယာကိုသူ့ရဲ့အဆောင်လယ်ဆွဲဖြစ်အရွယ်စားသေးအောင်ပြောင်းလဲပြီးတော့တင်စီထားလိမ့်ရှိပါတယ်။ဘယ်သူမှတော့အမြဲတမ်းတူကြီးတကန်ကန်နဲ့မနေနိုင်ဘူးလေ။ MCU ကားတွေထဲမှာပါတယ်လို့ရိုဒီဖြစ်တဲ့လူထိုက်တန်တဲ့လူပဲကင်လို့ရမယ်ဆိုတာကတော့မူရင်းတန်နာကြီးမှာမပါခဲ့တဲ့အချက်ပါ။မဟုတ်ရင်ဘယ်လိုလုပ်အခိုးခံလိုက်ရတာမျိုးတွေရှိလာမလဲ။မိုးကြိုးနဲ့ဖျားတော့အကြောင်းအသေးစိတ်ကိုတော့ကျွန်တော်အရှိမဗီဒီယိုတစ်ပုဒ်လုပ်ပြီးတော့တင်ပေးထားဖို့ပါတယ်။အဆုံးသက်ရရင်တော့မျော်နေရဟာတော့ရဲ့ခွန်အားကိုစားပြုံသွားမက Mid ကက်လူပီနဲ့ Asgard ရဲ့အကာအကွယ်ဖြစ်လဲတည်ရှိနေတဲ့အရာပါဘလူးတွေ Asgard ကိုကျူးကျော်ဖို့စ조사တိုင်းမှာတော့နဲ့မျော်နေရကပဲအမြဲတမ်းရှေ့ဆုံးကနေကာကွယ်ပေးခဲ့တာလို့ပဲပြောရမယ်ဗျ။ North Dana ရဲ့ဆုံးသက် Ragnarok မှာလဲတော့ကဂျော်မွန်ကန်နာမွေနဂါးကြီးကိုဒီတူနဲ့ပဲတပ်ဖြတ်ခဲ့တာပါ။ဒါကြောင့်မျော်နေရဟာ North Dana ရဲ့အစွမ်းထက်ဆုံးကာကွယ်သူအစွမ်းထက်ဆုံးဖျက်ဆီးသူနဲ့ဒဏ္ဍာရီတစ်ခုလုံးကိုစားပြုနေတဲ့တကယ့်နံပါတ်1လက်နက်အစ်စ်ပါပဲဗျာ။ဒါကတော့ North Dana တွေကအစွမ်းထက်ဆုံးလက်နက်10မျိုးအကြောင်းကျွန်တော်သိသမျှပြန်လည်မျှဝေပေးထားတာပါဗျာလက်နက်တစ်ခုချင်းစီမှာသူ့ရဲ့နောက်ခံဇလန်းတွေကံကြမ္မာတွေရှိနေပြီးဒါတွေအားလုံးက North Dana ကိုပို့ပြီးပြည့်စုံစေတဲ့အရာတွေပါပဲဗျာဟုတ်ကဲ့ဒီဗီဒီယိုမှာကျွန်တော်တို့ ਨੇ မရင်းနှီးတဲ့အသုံးအနှုန်းတွေစကားလုံးတွေပါနေတာဖြစ်တဲ့အတွက်အတန်ထွက်မှားနိုင်ပါတယ်ဗျာအဲ့ဒီအတွက်လည်းသိခံပေးဖို့မေတ္တာရက်ခံပါရစေခင်ဗျာဒီနေ့ကတော့ဒီလောက်ပါပဲဗျာနောက်လာမယ့်ဗီဒီယိုကတော့အားလုံးမျှော်နေလောက်မဲ့ North Dana ရဲ့အဆုံးသက် Ragnarok အကြောင်းပဲဖြစ်ပါလိမ့်မယ်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲအစီအပြေကြပါစေခင်ဗျာ